ဒီနေ့ကချစ်သူကိုသွားချော့အောင်ပဲပြဿနာ Viber မှာသူ့ကိုလက်မပို့မိလို့တဲ့ကိုတောင်းမှမှာလေဖေဖေရဲ့မှားနေမိတာလို့တကယ်မှားနေမိတာပါဘာမှလာရှင်းပြမနေနဲ့ငါအဲ့ဒီလက်မကိုဘယ်လောက်မုန်းနေဆိုနေမသိဘူးလားဟုတ်ဘူးလေဒီလက်မဖေဖေကဘာလုပ်နေလို့လဲလို့ပြီးတော့လက်မလည်းလူပဲလေကွာဟာမသိဘူးအဲ့နေငါ့ကိုတန်မိုးမထားတာအလေးမထားတာပဲလက်မပို့တာနဲ့တန်မိုးမထောက်နဲ့ဘာမှမဆိုင်ပါဘူးကွာအခုကလည်းတကယ်ရွေချက်ရှိရှိပို့တာမဟုတ်ဘူးကွာနော်တကယ်မှားနေမိတာလို့နော်အဲ့ဆိုလည်းပြီးရောဒီနေ့လဲလုံမအားတဲ့ကြားနေသွားချော့အောင်ပဲပြဿနာပို့ပြီးသားစာကို तू မကြည့်ခင်ဖြတ်မိလို့တဲ့အရက်ကတို့ကြီးဘာကိစ္စစာအောင်ငါစင်းမပြသေးဘဲနဲ့ဖြတ်လိုက်တာလေနေကောင်မတကောင်ကောင်နဲ့မှားပို့တာမလားမဟုတ်ပါဘူးဖေဖေရဲ့စလုံးပေါင်းလေးမှားလို့ဖြတ်လိုက်မိတာပါဟဲ့စလုံးမမှားလည်းမဖြတ်နဲ့ဒီတိုင်းထားလေဒါမှမဟုတ်နေအက်တိလောက်လိုက်လို့ရတာပဲနေတရားအောင်နဲ့မှားပို့မိလို့ဖြတ်တာမလားအဲ့လောက်ထိမရည်ရွယ်ပါဘူးဖေဖေရဲ့ဖြတ်လိုက်တယ်ဆိုတာလေကိုစိတ်ထဲမှာဘာမှမရှိဘူးကိုမမဟုတ်တကဘာလုံးမှာရှိရယောက်ျားသားရဲ့စိတ်ထဲမှာဘာမှမရှိဘူးမယုံရင်လိုက်မေးကြည့်နေအဲ့လိုစာဖြတ်လိုက်တာငါဘယ်လောက်ထိခံစားရဆိုတော့နေသိလားစာဖြတ်တာလေဖေဖေရဲ့မိပါရိုက်တာမှမဟုတ်ဘူးဟဲ့ပါရိုက်တာကနားတယ်နောက်ဆိုလို့ရှင်စာမဖြတ်နဲ့ငါကြည့်ပြီးမှဖြတ်ရှင်ဖြတ်ကဲစလုံးပေါင်းမှလည်းမဖြတ်နဲ့တဲ့ပါရိုက်တာထက်နာတယ်ကဲဒီနေ့လဲရိုးရမပြတ်ချော့အောင်မယ်ဗျာပြဿနာကဘာလို့ထင်လဲသူ့စာကိုဆင်းဖြစ်ပြီးတော့စာမပြန်လို့တဲ့ဟိုအဲ့นี่ကဘယ်လိုဖြစ်တာလဲဆိုတော့ကွာကိုစိတ်ထဲမှာဘေဘီကိုစာပြန်ဖို့တော့စာစီပြီးသွားပြီအဲ့ဘေဘီကိုစာပြန်ပြီးပြီပဲထင်နေတာဖြစ်လိုက်လို့ရှင်တော့ဒီပြဿနာကြီးပဲပြောလိုက်လို့ရှင်ဘေဘီကိုစာပြန်မှုကိုစိတ်ထဲမှာစာစီပြီးပြီစာပြန်လိုက်ပြီးနဲ့မဟုတ်ဘူးဘေဘီရဲ့ဟိုဘက်မှာလည်းအလုပ်ကိစ္စဖုန်းပြောနေရတော့လောလောနဲ့ဖြစ်သွားတာပါအဲ့တော့မအောင်ဆိုလို့ရှင် voice message တော့ပို့လို့ရတယ်လေဒါမှမဟုတ်လို့ရှင် sticker ဖြစ်ပို့တာလည်းရတာပဲလက်မကြောင့်မှားပို့တော့ချိန်ရပြီဟောအဲ့လက်မကြီးကပါလာတယ်တောင်းပန်ပါလေဘေဘီရဲ့နောက်မဖြစ်စေရတော့ကွာနော်ဟိုနောက်တစ်ခါအဲ့လိုထပ်ပြလို့ရှိရင်ဘေဘီကိုကြိုက်တဲ့အပြစ်ပေးနောက်တစ်ခါထပ်ပြလို့ရှိရင်ထပ်လာမပတ်သက်နဲ့အဲ့ဒါအပြစ်ပဲဒီတစ်ခါကလုံးဝချောကြမလို့တော့ဘူးလူနေထားဆိုတာလာကြည့်လိုက်အောင်ကျွန်တော်ဘာမှမဟုတ်တဲ့ဟာလေးချွဲနေတာဗျာအခုဆိုရင်ချစ်စရာစတေကာလေးနဲ့တူတော့ကောင်မလေးတယောက်လည်းပျော်ရွှင်နေဘော်ဒါတို့လည်းတငယ်ချင်းတွေစီကိုပို့မလားကောင်မလေးစီကိုပို့မလားအတန် post web Viber စတေကာလေးတွေကို download လုပ်ပြီးတော့ဘယ်စတေကာလေးကိုအကြိုက်ဆုံးလဲဆိုတာဒီ post အောက်မှာလာမှတ်အောင်နဲ့လူ10ယောက်ကိုဖုန်းပေး9000လက်ဆောင်ပြန်ပြီးမှဖြစ်ပါတယ်အဲ့တော့ဘယ်စတေကာလေးကိုအကြိုက်ဆုံးလဲဆိုတာအခုပဲလာမှတ်လို့ရပါပြီ